1945 ခုနှစ်ဒုတိယကမ္ဘာစစ်ကြီးရဲ့နောက်ဆုံးအချိန်ထိုင်းနိုင်ငံတောင်ပိုင်းရဲ့တောနက်ကြီးတစ်ခုထဲမှာဖြစ်ပါတယ်။ကောင်းကင်ယံမှာသေနတ်တံတွေတတိုင်းတိုင်းနဲ့ဆူညံသွားပြီးဂျပန်စစ်တပ်ရဲ့ရင်နှန်းတစ်ခုကိုလူတစုကစီးနင်းတိုက်ခိုက်လိုက်ကြပါတယ်။သူတို့ကတော့ချမ်းသာတဲ့သူတွေစီကလူပြီးဆင်းရဲသားတွေကိုပြန်ကူညီလေးရှိတဲ့တောင်ပိုင်းကနာမည်ကြီးတပြဖို့ကြီးကိုဝါနဲ့သူကိုယ်တိုင်မွေးစားထားတဲ့မိဘမဲ့ကလေး၄ယောက်ပဲဖြစ်ပါတယ်။ကိုဝါရဲ့လက်ယုံတွေဖြစ်တဲ့ဒီကလေး၄ယောက်မှာကိုပိုင်ထူးခြားတဲ့အရေးချင်းတွေရှိကြပါတယ်။ကြောင်ကတော့အကြည့်တစ်ချက်နဲ့တင်မိန်းကလေးတွေကိုကျွေးဆင်းသွားစေနိုင်တဲ့အပြင်တနက်ပြည့်လဲအလွန်မြန်တဲ့ကောင်လေးပါရတာကတော့ကိုယ်တိုင်လှုပ်လေးများတွေကိုတုံးပြီးရန်သူကိုအတန်တိတ်အသက်နှုတ်နိုင်တဲ့တူးရဲသောမိန်းကလေးတစ်ပြက်ဖြစ်ပြီးဒန်ကလက်ဝိပညာနဲ့လူသက်နိုင်တဲ့ကြွက်သားကြီးနဲ့လူနောက်ဆုံးတစ်ယောက်ဖြစ်တဲ့မောင်ကတော့ဘုံလုံးယုံတင်မကဟာတာတွေပါအမြဲလှုပ်တတ်တဲ့ဘုံပညာရှင်ပေါ့သူတို့အားလုံးဟာဂျပန်စစ်တပ်ကထိုင်းနိုင်ငံကနေမလေးရှားကိုယထာနဲ့ခိုးထုတ်မဲ့ရွှေမြောက်များကိုတပြတိုက်ဖို့ပထမဆုံးစီမံကိန်းစတင်ခဲ့ကြပါတယ်။စစ်တပ်ရဲ့သတင်းတွေကိုစုံစမ်းဖို့အတွက်ကိုဝါတို့အဖွဲ့မျိုးတဲကိုရုပ်ဖြတ်ပြီးဆင်းလာခဲ့ကြပါတယ်။ဒါပေမဲ့ကံကြမ္မာကသူတို့ဘက်မှာရှိမနေခဲ့ပါဘူး။မျိုးတဲမှာကိုဝါရဲ့ရန်သူဟောင်းကြီးဖြစ်တဲ့ရဲဘိုအာရွန်နဲ့တက်တက်တိုးပါတော့တယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီရဲဘိုရဲ့တစ္ဆာဖောက်မှုကြောင့်ကိုဝါတယောက်ထောင်ချခဲ့ရုံတင်မကသူ့ရဲ့အသက်ထက်ချရတဲ့ဇနီးတွေချွန်ချမ်းနဲ့ပါဝေးကွာခဲ့ရတာမို့ကိုဝါရဲ့ရင်ထဲမှာကလဲစားချီခြင်းစိတ်တွေတောက်လောင်လာခဲ့ပါတယ်။ဇလန်းကပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းလာတာကကိုဝါရဲ့သားလိုချီရတဲ့တနက်သမားလေးချောင်းဟာမြို့ထဲမှာမိန်းကလေးတစ်ယောက်နဲ့မမျှော်လင့်မဲ့ဆုံတွေ့ပြီးချစ်ချိုးညှိမိသွားတာပါပဲကန်ဆိုးတာကအဲ့ဒီမိန်းကလေးဟာသူတို့ရဲ့ရန်သူကြီးအာယုံရဲ့သမီးရင်းချုံပင်ဖြစ်နေတာပါပဲမိသားစုရန်ညိုးတွေတာဝန်တွေကြားကဒီတားမြစ်ထားတဲ့အချစ်ဇလန်းဟာသူတို့ရဲ့ရွှေလူရက်မှုမစ်ရှင်ကြီးကိုဘယ်လိုရိုက်ခတ်မလဲဆိုတာရင်တုန်စရာကောင်းလာတာပါတယ်နောက်ဆုံးမှာတော့အချိန်တန်ပြီးမို့ရွှေတွေအပြည့်တင်ထားတဲ့ဂျပန်စစ်တပ်ရဲ့ယထာကြီးဟာဘူတာကနေခုံမောင်းထွက်ခွာလာခဲ့ပါပြီကိုဝါနဲ့သူ့ရဲ့ကောင်တွေဟာမြင်းတွေဆိုင်ကယ်တွေနဲ့ယထာနောက်ကိုအတင်းလိုက်လံစီးနှင်းပြီးတနက်တွေဘုံတွေနဲ့စတင်တိုက်ခိုက်ပါတော့တယ်ယထာပေါ်မှာတနက်တန်တွေတတိုင်းတိုင်းဆူညံသွားပြီးအရှင်ကန်းတွေကရှုမဝအောင်ကြမ်းတမ်းလွန်းလာပါတယ်ဒါပေမဲ့ဒီတိုက်ပွဲကရိုးရိုးတိုက်ပွဲမဟုတ်ပါဘူးယထာပေါ်မှာဂျပန်စစ်တပ်ရွှေကိုလိုက်လူတဲ့ရဲဘော်လူအန်အာရွန်ရဲ့အဖွဲ့နဲ့ကိုဝါတို့အဖွဲ့၃ပွင့်ဆိုင်အပြန်အလှန်ပစ်ခတ်ကြတဲ့သွေးချောင်းစည်းပွဲကြီးဖြစ်လာပါတယ်တစ္ဆာဖောက်မှုတွေကလဲစားချင်မှုတွေနဲ့အတူယထာတတွဲချင်းစီမှာတနက်ချင်းအပြန်အလှန်ရှင်ပြင်းရင်းဆက်ရှိန်ဟာအမြင့်ဆုံးကိုရောက်ရှိသွားပါတယ်တနက်တန်တွေဆဲသွားပြီးမိခိုးတွေလွင့်ပြဲသွားတဲ့အချိန်မှာတော့မြင်ကွင်းတစ်ခုလုံးကရင်းနှင်းစရာကောင်းလွန်းနေပါပြီတိုက်ပွဲရဲ့ရလဒ်ကတော့နှစ်ဖက်စလုံးအလဲလဲအကွဲကွဲပါပဲဓာပြဘူကြီးကိုဝါသူ့ရဲ့ချစ်သူချွန်ချမ်းတဲ့လက်ဝိသမားကြီးဒန်နဲ့လေးများကျွမ်းကျင်တဲ့ယာရာတို့လည်းရန်သူကြည်စံတွေကြားမှာပဲတာဝန်ကျေစွာကြာဆုံးသွားခဲ့ရပါတယ်ရွှေတွေအများကြီးနောက်ကိုလိုက်ရင်းလူတွေအများကြီးတေဆုံးသွားခဲ့ရတဲ့ဒီတိုက်ပွဲကြီးအပြီးမှာတော့အသက်ရှင်ကျန်ရစ်သူ၃ယောက်ပဲရှိပါတော့တယ်သူတို့ကတော့တနက်သမားလေးဂျောင်းဘုံသမားမောင်းနဲ့ရဲဘိုရဲ့သမီးလေးချွန်ပင်တို့ပါပဲသူတို့၃ယောက်ဟာကြန့်ရှိနေတဲ့ရွှေအချို့ကိုယူဆောင်ပြီးတွေးမြေကြခဲ့တဲ့တပြလောကကြီးကိုကြောခိုင်းကအေးချမ်းတဲ့နေရာတစ်ခုမှာဘဝတစ်ကိုအတူတူစတင်လိုက်ကြပါတော့တယ်ရွှေကြောင့်လူတွေအသက်ပေးခဲ့ရတဲ့တမိုင်းဝင်တပြတိုက်ပွဲကြီးကတော့ဒီနေရာမှာတင်ပြီးဆုံးသွားခဲ့ပါပြီ